အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ Google ရဲ့ View 3 ချက်တောင်မှာတော်တော်လေးကျန်းနေလို့နာမည်ကြီးနေတဲ့ Sora 2 Arctic ကိုကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာစမ်းကြည့်မှာဖြစ်ပါတယ်ကျွန်တော်လေ့လာခဲ့ရတဲ့လောက်ကတော့ဒီ Sora 2ကဒီ short video content creator တွေအတွက်ကိုအများကြီးထောက်ကူပြုနိုင်မဲ့ဒီ AI tool တစ်ခုဖြစ်တယ်လို့မြင်တယ်အထူးသဖြင့်တော့ TikTok လိုမျိုး social media platform တွေမှာ short video content တွေဖန်တီးလို့တဲ့ဒီ creator တွေအတွက်ဆိုရင်တော့တော်တော်လေးကိုဒါအသုံးချတင်တဲ့ AI tool တစ်ခုဖြစ်တယ်လက်ရှိမှာတော့ကျွန်တော်တို့ဒီအလွယ်တကူနဲ့တော့ access ဝင်လို့မရဘူး invite code လေးနဲ့ဝင်ရမယ်အဲ့တော့ဒီ video ထဲမှာတော့ကျွန်တော်တို့ဒီ Sora 2ကိုကျွန်တော်တို့ access ဘယ်လိုယူမလဲပြီးတော့မှဒီမှာဘယ်လိုသုံးမလဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်ကြပါမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ let's go Sora 2ကိုကျွန်တော်တို့သုံးမယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ US server ခံပြီးတော့မှ VPN နဲ့ဝင်ရမယ်ပေါ့နော်ဘလို့စရာတော့ဒီ US ကိုပဲအရင်ဆုံးသူတို့ဖွင့်ပေးထားတာဆိုတော့ကျွန်တော်တို့ US servers ကို VPN ခံပြီးတော့မှဝင်ရပါမယ်เนาะပြီးရင်ကျွန်တော်အခုဒီကျွန်တော်တို့ရဲ့ဗီဒီယိုအောက်မှာပြထားတဲ့ link လေးပေါ့နော်အဲ့ဒါကိုဝင်လိုက်ပါဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်အခုလိုမျိုးလေးတွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ enter invite code ဆိုတာလေးကိုထည့်ရမယ်ဒါကတော့ stay on all ဆိုတာတော့ဒါအရင်အဟောင်း version ပေါ့နော်အဲ့ဒါကိုသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကအခုဒီ update version ကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့်အခုကျွန်တော်ဗီဒီယိုအောက်မှာပဲချပေးထားတဲ့ invite code နဲ့ဝင်လို့ရတယ်အဲ့တော့အဲ့ invite code လေးကိုဒီမှာဖြည့်လိုက်ပေါ့နော်ကျွန်တော်ဒီမှာ invite code လေးလုပ်ပြီးတော့ဒါလေးနဲ့ဝင်လိုက်เนาะအဲ့ဆိုရင်ရောက်သွားပြီကိုဒီ Gmail နဲ့ချိန်ပေါ့နော်ChatGPT ဖွင့်ထားတဲ့ Gmail နဲ့ချိန်လိုက်ရင်ဒါ account ဝင်သွားပြီပေါ့နော်အဲ့မှာဆိုရင်အခုကျွန်တော်တို့ဒီမှာမြင်ချင်းမှာတွေ့ရတဲ့ဟာလေးတွေပေါ့သူ့ style ရကြတော့ဒီ TikTok လိုပုံစံမျိုး style လေးပိုများတယ် short video content ပုံစံမျိုး trendy ဘက်ကိုပိုသွားတယ်သူတို့ရဲ့ဒီသွားတဲ့trend ကတစ်ခုနဲ့တစ်ခုသူတို့ဒီ value proposition ကမတူချင်တာလေးဖြစ်နိုင်တယ်ပေါ့နော် Sora ကြတော့ TikTok တို့ short video ဖတ်တို့ပုံစံမျိုးပိုသွားပြီးတော့မှပိုပြီး realistic တကယ်ဖြစ်တဲ့ပုံစံတွေနဲ့အခုထွက်လာတယ်ပေါ့နော်ဆိုတော့ရှေ့မှာတော့ view 3ထွက်ခဲ့တော့ကတော့ကျွန်တော်တို့ဒီ YouTube style ပုံစံမျိုးဒီများသောအားဖြင့်တော့ကျွန်တော်တို့ကဒီ landscape လေးနဲ့ထုတ်လို့ရတယ်ဒါပေမဲ့အခု view 3မှာလည်းကျွန်တော်တို့ portrait mode တွေနဲ့လည်းဒါ vertical ပုံစံတွေလည်းထုတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီမှာတော့ကိုယ့်ရဲ့ TikTok မှာကြည့်ရတဲ့ feeling ပုံစံမျိုးခံစားရတယ်ပေါ့နော်သူ့ပုံစံကဒီမှာဆိုရင်တခါတည်းကိုတင်လိုက်တဲ့ဖန်တီးလိုက်တဲ့ content တွေကိုလည်းဒီထဲမှာကျွန်တော်တို့ကဒါပြန်ပြီး sharing လုပ်လို့ရတယ်ဆိုတော့ဒီမှာဝင်ကြည့်လိုက်တာနဲ့ကိုကဒီပေါ့နော် TikTok ကိုဝင်သုံးနေရသလိုဒီ social media နောက်တစ်ခုပေါ်လာသလိုမျိုးပေါ့တနည်းအားဖြင့်တော့ဒီ AI ကတည်းကိုယ့်ရဲ့ create လုပ်လိုက်တဲ့ဟာကိုပဲကိုကပြန်ပြီးတော့ sharing လုပ်ပြီးတော့ပြန်သုံးလို့ရတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ဒီတခြား social media app တွေမှာဆိုရင် AI content တွေကြတော့နည်းနည်း limit ရှိတာတော့AI level တက်ခံရတော့ရှိဒီထဲမှာဆိုတော့အဲ့ဒီပြဿနာတွေဘာမှမရှိတော့ဘူးကိုယ်တိုင်ဖန်တီးပြီးတော့ကိုယ်တိုင်တည်းမှာ sharing လုပ်ပြီးတော့ engage လုပ်လို့ရတဲ့ပုံစံမျိုးလေးဖြစ်လာနိုင်တယ်ပေါ့နော်ဒါဆိုရင်ဒီမှာသူများတွေဖန်တီးထားတဲ့ video လေးကိုတစ်ချက်လေ့လာကြည့်ကြမယ်ဒါဆိုရင်ဒီမြန်မာတယောက်ဖန်တီးထားဖြစ်နိုင်တယ်အကြည့်ကြည့်မယ်မောင်လေးရရှိရောစလေးကြမှာတင်ထားတယ်မြန်မာစကားပြောတာတော့သိစင်မပြေသေးဘူးဒါပေမဲ့English နဲ့ထုတ်ထားတဲ့ဟာတွေတစ်ချက်ကြည့်လုံးဝကြည့်ကြည့် It's a dog. Repeat. Canine driver headed west. TikTok Evening. You know why I pulled you over? Wait, is that a dog? Sir, step out of the vehicle for me. All right, pause off the wheel, buddy. Hey, don't. Hey, stop. Stop the car. Dispatch. ဒါကို AI လို့တော့ကျွန်တော်တို့မပြောဘူးဆိုရင် AI လို့လုံးဝထင်မှာမဟုတ်တော့ဘူးဗျလက်ရရန်ကောင်းတာကိုတွေ့ရတယ်နော်ဒီဗီဒီယိုတွေကိုကပြန်ပြီး remake လုပ်ချင်ပြန် remix လုပ်ပြီးတော့အသစ်ပြန်ထုတ်လို့ရတယ်ပေါ့နော် Go shiny treasure for you. Sir, you're under arrest. This chocolate is your poop. What? No, real chocolate. There, stay right there. No. Stop the chair. Hey, come back here. Whoa, he's heading. Go shiny treasure for you. ဆိုတော့ဒီဟာတာလိုပုံစံမျိုးလေးဗီဒီယိုလေးတွေ့ရတယ်အပြင်းပြေလေးဝင်ကြည့်လို့လည်းဆိုရင်ကျွန်တော်ဖန်တီးထားတဲ့လက်ရလေးချက်ကြည့်အောင်ဒါတော့ကျွန်တော် ChatGPT CEO နဲ့ပဲသူ့ရဲ့ပုံလေးတွေကိုယူပြီးတော့မှထပ်ပြီးတော့မှဖန်တီးထားဖြစ်ပါတယ် prompt တွေလည်းရန်ရင်တော့ရေးစရာမလိုဘူးတခုရှိတာကတော့ဒီ AI ကမြန်မာစကားပြောကတော့ဒီ Google ကိုမမီသေးဘူးChatGPT ကလည်းစာနဲ့ထုတ်ရင်လည်းမြန်မာစကားရေးတဲ့ဟာတိတ်မကောက်အောင်ပေါ့နော်မြန်မာ version ကတိတ်မကောက်အားနည်းနေတာကိုတော့တွေ့ရတယ်အခုချိန်ကြီးသူတို့လည်းဒါကိုအရင်အားမဆိုင်တာလည်းဖြစ်နိုင်တယ်ပေါ့နော်Google ပိုင်းကြတော့
ဒီ local language ပိုင်းတွေမှာကြတော့ပို့ပြီးတော့သူကပိုအားတောက်မှုရှိတယ်မြန်မာစကားပြောဗီဒီယိုတွေလည်းတေချာလေးထုတ်နိုင်တာကိုလည်းတွေ့ရတယ်ဒီကောင်းကြတော့realistic ဘိုင်းမှာတော့အခုတော်တော်လေးကောင်းနေပေါ့နော်သူထွက်လာတဲ့လက်ရာတွေကအရန်ကိုအပြင်နဲ့တော်တော်လေးကိုနီးစပ်တယ် view 3 ထက်ကောင်းတယ်ပေါ့နော်ချိုပိုင်းတွေမှာဆိုရင်ဒါပေမဲ့ဒီမြန်မာဆန်တဲ့စကားလုံးတွေမြန်မာစကားတွေမပြောနိုင်သေးဘူးဒါကတော့သူ့ရဲ့အားနည်းချက်ဖြစ်တယ်နောက်ပိုင်းပိုကောင်းလာမလားပေါ့နော်ဒါကတော့စောင့်ကြည့်ရမယ်ဦးဒါလေးချက်ကြည့်အောင် I'm a little lost. Could you tell me how to get to the Sule Pagoda? Sule Pagoda, yes. You walk straight this road, then left at the traffic light, only 5 minutes. To the blue building, turn left. You will see it right away. Got it. တန်ကတော့နည်းနည်းမြန်မာအတန်အမျိုးသားပြောတဲ့တန်ကတော့မြန်မာအင်္ဂလိပ်စကားပြောတဲ့ပုံစံနဲ့ဆင်နေတာအမျိုးသမီးကကျတော့ Indian လေးတန်လေးဖြစ်နေတယ်အဲ့ဒါပေါ့နော်ကျန်တာကတော့ဒီ scenes တွေကလည်းဒါတော်တော်လေးနှိစက်တယ်Sam ကတော့ပြောစရာမလိုဘူးပေါ့နော်ဒါသူ့ရဲ့ဒီ avatar ကိုတခါတည်းသူဒီထဲမှာintegrate လုပ်ထားပြီးသားဆိုတော့ဒါလုံးဝပြောစရာမလိုဘူးဒီထဲမှာသူလမ်းရှောင်းနေတဲ့ပုံစံမင်းနေပုံစံဒါတွေအကုန်လုံးဘာမှပြောစရာမလိုဘူးပေါ့နော်vlog တိုလေးတွေလုပ်ချင်တယ်ဆိုရင်တော့ဒီ Sora 2နဲ့တော်တော်လေးအဆင်ပြေမယ်လို့ထင်တယ်အခုဒီထဲမှာဆိုရင်သူကဒီမြန်မာပြည်ကိုလာတယ်လမ်းပြောက်တော့လို့မေးတဲ့ပုံစံရေးပြီးတော့မှဒါစုလေပကိုတာကိုသွားတယ်ပြီးရင်ကျွန်တော်ကဒီမှာစုလေဖျားကိုသူဖူးနေတယ်ဆိုတဲ့ပုံစံမျိုးလေးပြန်ထုတ်လိုက်တယ်အဲ့တော့ vlog mini vlog ပုံစံမျိုးလေးတွေနဲ့ဒါအတူတူလေးတွေဆက်ပြီးတော့ထုတ်သွားလို့ရတယ်ပုံစံမျိုးပေါ့နော် And gone visiting the Sule Pagoda. It's stunning. This golden stupa has stood here for centuries. Before I go inside, I need to take my shoes off. It's peaceful in here. I'm going to pay my respects. ဒီထဲမှာဆိုရင်ခုနကကျွန်တော်ပြောသလိုပဲပေါ့နော်ဒီ mini blog လေးတွေပေါ့ဒီ TikTok တို့မှာကိုယ့်ရဲ့နေ့စဉ်ကိုသွားလာလှူရှားနေတဲ့ပုံစံတွေသူခီးသွားရင်လေဒါ short video ပုံစံလေးတွေအတူလေးတွေတင်တဲ့ပုံစံတွေကိုဒီထဲမှာဆိုရင် Sam ကသူဘယ်ရောက်နေလဲဒါကဆုလစ်ဘိုရာဘာလဲဆိုတဲ့ဟာလေးကိုအတူလေးနဲ့ပြောတော့တဲ့ script လေးတွေကိုရေးပေးထားတာအစားပေါ့နော်နောက်ကနေအဲဒီ script စာလို့အနောက်ကနေပြီးတော့သူပြောတဲ့ narration တွေကအစတော်တော်လေးအဆင်ပြေအောင်တွေ့ရတယ်ပေါ့နော်ပြီးတော့ဒီထဲမှာဖျားဖူးနေတဲ့ပုံတွေပါတယ်ထွက်နေတဲ့ဟာမျိုးဇေဒီရယ်ပြီးတော့ဒီနောက်ခံဆိုဒီမှာဆိုရင်ကြည့်ပေါ့နော်ဒါပတ်သက်တွေပါတယ်ဒီပြီးတော့ဇေဒီရယ်ဒါတွေအကုန်လုံးကဒါ AI တော်တော်လေးအပြင်းနဲ့တော်တော်လေးနှိစက်တယ်ပေါ့နော်ဒီထဲမှာဆိုရင်ဒါဆိုရင်ပြီးရင်သူတခြားနေရာတွေကိုရှောက်နေတာမျိုးတွေကိုကျွန်တော်စဉ်းစားကြည့်လိုက်တာပေါ့ဒါဆိုရင်ဒီကန်းချင်းမှာသူရှောက်လေတယ်ပေါ့ Look at this view. ဒီကန်းချင်းမှာရှောက်လေတယ်ဒီမြန်မာပုံလေးတွေထုတ်တဲ့ဟာနှိစက်ပါတယ်တော်တော်လေးဒီထဲမှာဆိုကန်းကြီးကကလေးလေးပကွက်လေးနဲ့တနခါလေးနဲ့ပြောလိုက်တဲ့ခါကျတော့အဲ့လိုပုံစံလေးထွက်လာတာတွေ့ရတယ်သူကလေးလေးနဲ့တွေ့တယ်စကားပြောတယ်သူ enjoy ဖြစ်နေတဲ့ပုံစံလေးပေါ့နော်ဆိုတော့ connection မိရပေါ့ကြည့်ရတာလေကြည့်ရတကယ် AI ကြီးလုံးဝမဆန်တဲ့အတွက်ကြောင့်တကယ်ကိုအပြင်မှာဖြစ်နေတဲ့ကိုယ်တိုင်သွားနေတဲ့ဟာမျိုးကိုကြည့်နေရတယ်လို့ပေါ့နော်ကိုယ်တိုင်တကယ်ကိုသူကိုယ်တိုင်သွားပြီးတော့ရိုက်ထားတဲ့ဗီဒီယိုကိုကြည့်နေရတယ်လို့ပုံစံမျိုးခံစားရတာပေါ့ဒီမှာဆိုသူပကံရောက်နေတဲ့ဟာလေးကိုကျွန်တော်ထုတ်လိုက်တာပေါ့ဒီမှာလုံးဝမိုက်တယ်ခုနဆိုရင်ဟိုဟာလေးနဲ့ကင်မရာလေးနဲ့သူဖုန်းလေးနဲ့တောင်မှရိုက်နေတယ်ပကံ view လေးကိုသူတော်တော်လေးကြိုက်နေတယ်ဆိုတဲ့ပုံစံမျိုးဒီ Look at the detail in these bricks. Some of them have been here for almost 1,000 years. Inside, it's quiet, just the light and the statue. First time in Bagan, and the temples seem to stretch in every direction. The air is warm and full of birdsong. Look at the detail in these bricks. Some of them have been here for almost 1,000 years. Inside, it's quiet. ထုတ်လိုက်တဲ့လက်ရာတွေကတော့ဒါတကယ်ကိုသူ့ရဲ့ဗီဒီယိုတစ်ခုကိုကြည့်နေရတယ်လို့ပဲခံစားရတယ် AI လို့ကျွန်တော်တို့မပြောရင်တော့လုံးဝယုံနိုင်ဖွယ်မရှိဘူးဗျကောင်းတာတွေ့ရတယ်ဒါပေမဲ့တချို့ဒီမှာဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးထုတ်ထားတဲ့အချိန်မှာဆိုရင်တော့ဒါ AI ဆန်သွားတယ် AI ဆန်တယ်ဘာကြောင့်လဲဆိုတော့လေဒီ type ဗီဒီယိုနဲ့ဒီ type prompt နဲ့ပေါ့နော်ဒါကကြတော့ဒီ type prompt ကိုထည့်ပြီးတော့ထုတ်လိုက်တဲ့ဟာတွေထုတ်လိုက်တဲ့ဟာတွေကြတော့ထွက်လာတဲ့လက်ရာပေါ့နော်ဒါကကြတော့ကျွန်တော်တို့ဒီထဲမှာဗီဒီယိုထုတ်တဲ့အချိန်မှာပေါ့ဒါလေးကိုပြမယ်ဗီဒီယိုထုတ်တဲ့အချိန်မှာကြတော့ဒီထဲမှာကျွန်တော်တို့ avatar လေးတွေကျွန်တော်ရွေးလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ avatar ကိုရွေးတဲ့အခါကျရင်တော့ဒီထဲမှာသူမရသေးဘူး iOS မှာပဲရတယ်ပေါ့နော်ဒီထဲကဗီဒီယိုတွေနဲ့ထုတ်တဲ့အခါကျတော့ဒီထဲက avatar ကိုရွေးပြီးတော့ထုတ်တဲ့အခါကျတော့တော်တော်လေးအဆင်ပြေတယ်ဒီမှာ Sam ရဲ့ဗီဒီယို Sam ကိုကျွန်တော်ရွေးပြီးတော့မှဒါထုတ်လိုက်တာပေါ့နော်ပြီးတော့ကျွန်တော် Google View 3မှာလို့ဓာတ်ပုံဒီ attach လုပ်ပြီးတော့ကျွန်တော်အဲ့ဓာတ်ပုံကိုanimate လုပ်တဲ့ပုံစံမျိုးတော့လုပ်လို့မရသေးဘူးဒီထဲမှာအဲ့ option လေးကတော့ပါတယ်ဒါလေးနှိပ်လိုက်မယ်ပေါ့နော်ဒီမှာဓာတ်ပုံကို attach လုပ်လိုက်တယ်ပေါ့နော် attach လုပ်ပြီးတော့အဲ့ဒါ try ကြည့်မယ် try ကြည့်ကျွန်တော်ပထမတစ်ခေါက် try ကြည့်ရတော့သူမရဘူးလို့ပြောတယ်ပေါ့နော်ဆိုတော့အဲ့ဒါအခုရနိုင်လားဒီမှာဆို attach ဓာတ်ပုံတစ်ခုကိုကျွန်တော်
touch လုပ်လိုက်တယ်ပြီးတော့မှအဲ့တော့ဘလောစီသူ့အနေနဲ့ we currently do not support uploads all the images containing photorealistic လောလောဆယ်ကတော့ဒီ depth ထုတ်လို့မရသေးဘူးဆိုတာလေးပေါ့နော်ဒါလေးတော့ရှိရဲအဲ့တော့ကျွန်တော်တို့အခုစမ်းကြည့်ရနေထားလောက်ပဲကျွန်တော်တို့ကဒီအခုကျွန်တော်တို့ video တစ်ခုကျွန်တော်တို့ထုတ်ကြည့်မယ်ပေါ့နော် video တစ်ခုကိုဒီထဲကဒါ character အဲ့လိုလေးရေးလိုက်မယ်နော်မြန်မာပြည်မှာရှိတဲ့သတင်းကြိုဟိုတီအောင် light festival လို့ပဲရေးလိုက်မယ်နော်သတင်းကြို light festival မှာမုံစားလေးပေါ့အဲ့လိုမျိုးပေါ့နော် Here at the Thading Ute Light Festival in Yangon, and I just grabbed a bowl of mohinga. Smells amazing. The broth is so savory and rich. Perfect. Got a grilled pork skewer too, charred, a little sweet, really good. And these coconut လေးတွေကျွန်တော်တို့ AI generate video လေးတွေကိုအတူလေးတွေနဲ့ကျွန်တော်တို့ fan ပုံစံမျိုးလေးတွေသို့မဟုတ် mini blog လေးတွေတော့ဒါလေးဖန်တီးခြင်းတဲ့သူတွေအတွက်ဆိုရင်တော့ဒါ Sora 2ကလုံးဝအကိုက်ပဲလို့ပြောလို့ရတယ်။နောက်ဆုံးတစ်ခုအနေနဲ့လေကျွန်တော်ဒါလေးတစ်ခုတော့ပြခြင်းတယ်ဒါကတော့ဒါကိုယ့်ရဲ့ခုနလိုကျွန်တော်တို့ invite code လေးလုပ်ချင်တယ်ဆိုရင်ဒီမှာinvite code လေးကိုယူလို့ရပါတယ်ကျွန်တော်စီက invite code လေးနဲ့ကျွန်တော်တို့ account ဖွင့်လို့ရသွားပြီဆိုရင်ခုလိုမျိုးဒီနေရာလေးမှာ invite friend ဆိုတာလေးကိုထည့်ပြီးတော့ code လေးကို copy လုပ်ပြီးတော့မှကျွန်တော်ရဲ့ video အောက်မှာသို့မဟုတ်ဒီကျွန်တော်ရဲ့ Telegram channel လေးမှာလာပြီးတော့မှမှတ်ပေးဖို့ပေါ့နော်ဆိုတော့အားလေးကိုတစ်ချက်ကျွန်တော်ဒါ request လုပ်ပေးခြင်းပါတယ်ဒါဆိုရင်တော့တခြားလူတွေလည်းဒီဆိုတာ2ကိုသုံးနိုင်ကြမယ်ပေါ့နော်ဆိုတော့အချင်းချင်းမျှဝေပေးခြင်းဖြင့်ကူညီပေးကြဖို့။ဒါဆိုရင်ဒီနေ့ကတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပဲဆုံတွေ့ရအောင်ခင်ဗျ။